အမျိုးသမီးတစ်ယောက်ကြောင်းမဖွဲ့ကောင်းတဲ့လောက်ရတစ်ခုစလုပ်ခဲ့ပါတယ်။သူကအယုတ်တရုတ်ကိုမောင်မိုက်တဲ့ရေနက်ထဲစိမ့်ချက်လိုက်တာပေါ့။အယုတ်ရဲ့အပြင်ရိုးအတွင်းပိုင်းကိုပါစိမ့်ပြီးပုံသွင်းနေသူလိုမျိုးလုပ်ခဲ့တယ်။အဲ့ဒီနောက်ကျသူကအဲ့ဒီအယုတ်ပေါ်မှာသူ့ရဲ့နာမည်ရင်းနဲ့မွေးတက္ကရာကိုရေးထိုးလိုက်တယ်။သူ့သွင်းနဲ့ပဲအဲ့ဒီအယုတ်နဲ့စားချုပ်တစ်ခုချုပ်ဆိုခဲ့လာပေါ့။ပြီးတော့အမျိုးသမီးကသူ့ပစ်မှတ်ထားတဲ့အမျိုးသားတစ်ယောက်ရဲ့ဓာတ်ပုံကိုအဲ့ဒီအယုတ်ပေါ်ကတ်လိုက်တယ်။အဲ့ဒီနောက်မှာတော့အယုတ်ပေါ်ကိုကြောင်းမဖွဲ့ကောင်းတဲ့ကျင်းစားတစ်ခုကိုရွတ်ဖတ်ပြီးစီလွတ်လိုက်တယ်။နောက်တစ်နေ့မှာပဲအယုတ်ပေါ်ကဓာတ်ပုံထဲကအမျိုးသားဟာရေချိုးကန်ထဲမှာတေဆုံးသွားခဲ့တယ်။နောက်ထပ်ဓာတ်ပုံနှစ်ပုံကိုထပ်တင်လိုက်တဲ့အခါမှာအဲ့ဒီလူနှစ်ယောက်ဟာလေရေချိုးကန်ထဲမှာပဲတေဆုံးခဲ့ကြပြန်တယ်။ဒါပေမဲ့ဒီအမျိုးသမီးအရာအလုံးပုံမှန်အတိုင်းပြန်ထစ်ပြီးလို့ထင်လိုက်ချိန်မှာပဲအဲ့ဒီအယုတ်ရဲ့ဘေးထွက်ဆိုကျူးဒီစပြီးပေါ်ပေါက်လာပါတော့တယ်။ပထမဆုံးအနေနဲ့သူမိဖို့ချုံမှာချက်ပြုတ်မြည်တဲ့အယုတ်ရဲ့မျက်လုံးတွေကသူ့ကိုစိုက်ကြည့်နေခဲ့တာပါ။ပြီးတော့နံရံပေါ်ကနာဟီကပါသူ့ကိုစိုက်ကြည့်နေပြန်တယ်။ပတ်ဝန်းကျင်မှာရှိတဲ့မျက်လုံးပေါင်းစုံကလည်းသူ့ကိုပဲစူးစိုက်ကြည့်နေတယ်လို့မျိုးခံစားလာရတယ်။ဒီအမျိုးသမီးကသူ့ထင်အောင်ထင်မှထင်နေတာပဲလို့ထင်ပြီးအရာတဲလဲလျောင်းနေလာရင်ဘာမှကရုမဆိုင်ပဲနေလိုက်တယ်။ဒါပေမဲ့မျက်လုံးတွေမိတ်လိုက်တာနဲ့သူ့ပတ်ဝန်းကျင်မှာအယုတ်တွေအပြစ်နဲ့အခန်းတစ်ခန်းကိုရွတ်တရတွေ့လိုက်ရတယ်။ပြီးတော့အဲ့ဒီယုတ်တွေကသူ့ကိုလုံးဝထိန်ချုပ်သိမ်းပိုက်လိုက်ကြပါတော့တယ်။အဲ့ဒီအခါမှာသူ့ခြေရည်နှမ်းမှာအဲ့ဒီကျိန်စာတင်အယုတ်ကထိုင်နေတာကိုသူ့သဘောပေါက်လိုက်တယ်။ပြီးတော့အဲ့ဒီအယုတ်ရဲ့အရေးကြီးကကြီးသက်ကြီးလာခဲ့တယ်။အယုတ်ကအပေါ်စီးကနေသူ့စီခွန့်ချလာခဲ့တာပါ။အဲ့ဒီနောက်မှာအလောင်းကောင်အဖြစ်ပြောင်းလဲသွားပြီးသူ့စီသွားလာခဲ့တယ်။ယုတ်တရရဲ့အရာအလုံးဟာကြောက်မဖွယ်ရ episode ကိုအဖြစ်ကိုပြောင်းလဲသွားခဲ့တာပါ။ဒါပေမဲ့အဖြစ်မှန်ကိုဖော်ထုတ်ဖို့စူးစမ်းနေတော့မှပဲသူ့လက်တွေကသွေးတွေပေးချနေသလိုဖြစ်လာခဲ့တယ်။သူဒီကြောက်မဖွယ်ရရဲ့အဖြစ်မှန်ကိုတော့အသက်နဲ့ရင်းပြီးဖော်ထုတ်ဖို့စူးစမ်းနေခဲ့ရတာပါပဲ။